အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီတစ်ခေါက်မှာထပ်မံမိတ်ဆက်ပေးမယ်မြေကွက်လေးကတော့ကလောမျိုးအမှတ်3ရပ်ကွက်မှာတည်ရှိတဲ့မြေကွက်လေးတစ်ကွက်နဲ့ကျွန်တော်မိတ်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျဒီမြေကွက်လေးဟာဘယ်မှာရှိလဲဆိုရင်ကလောပူတာကနေပြီးတော့မှဟေတော့ဗီလာတော်လန်နဘေးမှာတည်ရှိတဲ့မြေကွက်လေးဖြစ်ပါတယ်ခင်ဗျအခုဒီမြေကွက်လေးဖြစ်ပါတယ်မြေကွက်လေးကနေဆက်သွားလိုက်မယ်ဆိုတော့ဒီမှာဟေတော့ဗီလာတက်တဲ့လမ်းလေးကိုမြင်ရမှာဖြစ်ပါတယ်ခင်ဗျဒီမြေကွက်လေးရဆိုရင်သူကမှတ်3လမ်းမကြီးရဲ့မိတင်မှာတရှိရတဲ့အတွက်ကိုနေရာကောင်းတယ် location ကောင်းတယ်စီးပွားရေးလုပ်မဲ့သူတွေအတွက်လည်းအဆင်ပြေတယ်မြေညီတယ်မြေပြတ်မယ်ခင်ဗျတို့ခြံလေးတွေကိုဝင်ကြည့်လိုက်ရအောင်ဒီမြေကွက်လေးပါမြေကွက်လေးရဲ့အခြေကတော့သူကညနေစာပေ80အရှိအနောက်ပေ120အကျယ်မှာတရှိပါခင်ဗျနောက်ပိတ်လေးကတော့သူကပေ100လောက်ရှိပါမယ်နောက်ပိတ်ကတော့နည်းနည်းကျယ်သွားမယ်ခင်ဗျဒါလေးကတော့ခြံတွင်းရဲ့မြေပြင်နေထားလေးပါမြေညီတယ်မြေပြတ်တယ်မြေပြင်စရာမလိုခင်ဗျနှစ်30 gram မြေမျိုးစားလေးဖြစ်ပါတယ်အဲ့တော့ကျွန်တော်ခြံလေးတွေကိုဝင်လာဖြစ်ပါတယ်ကလောပူတာကနေလာမယ်ဆိုရင်လည်းသူက3မိနစ်တွင်ရောက်ရှိမှာဖြစ်ပါတယ်ဟုတ်ကဲ့ခြံလေးပါဟောခြံရဲ့အိမ်ရဲ့အနောက်ဘက်ခြမ်းရက်ပြပြပါမယ်မြေရလည်းလမ်းထက်မြင့်တယ်မြေညီတယ်မြေပြေပါတယ်ခင်ဗျစီးပွားရေးလုံးမဲ့သူများအတွက်လည်းအရန်အဆင်ပြေတယ်မြေကွက်လေးဖြစ်ပါတယ်ဒါတော့ခြံနောက်မှာရှိသေးတဲ့မြေအကျယ်ပါပေကျယ်လေးကိုကျွန်တော်ထပ်ပြောပြပါမယ်မျက်နှာစာ80အလျား220နောက်ပိတ်ကပေ100အကျယ်မှာတရှိတယ်နှစ်30ခရမ်းမြေမျိုးစားလေးဖြစ်ပါတယ်ခင်ဗျခြံလေးရဲ့အဆုံးကသူကဟိုမှာကျွန်တော်ပြထားတယ်ငပြောပင်လေးရဲ့သွပ်ပြားလေးနားဒီအဆုံးမှာဟုတ်ကဲ့ဒီဘက်ခြမ်းနေလေပါသေးရဲ့ခင်ဗျခြံထဲမှာလည်းသူကတစ်ဖက်ပင်လေးတွေလည်းရှိပါတယ်ဒါတော့ခြံလေးတော့ကျွန်တော်ရိုက်ပြနေတာဖြစ်ပါတယ်ခင်ဗျဒါလေးကတော့ခြံရဲ့နောက်ပိတ်နေရာလေးပါကလောမျိုးမှာနေခြင်းနဲ့နေရာကောင်းမှလည်းနေခြင်းနဲ့စီးပွားရေးလုပ်မဲ့သူများအတွက်လည်းအဆင်ပြေတယ်ဟိုတယ်ပဲစောင့်မလားhoम stay တွေပဲစောင့်မလားကြဲဝန်းရှိတယ်မြေညီတယ်မြေပြင်စရာမလိုဘူးရေမီအရန်အဆင်ပြေတယ်ခင်ဗျဟုတ်ကဲ့မြေကွက်လေးပါအဲ့တော့ခြံတွင်းရဲ့မြေပြင်နေထားလေးကိုကျွန်တော်ရိုက်ပြနေဖြစ်ပါတယ်ဒါလေးကတော့ခြံရှိရကပ္ပကင်ကျဲလေးပါခြံလေးကိုစိတ်ဝင်စားလို့ဆက်သွယ်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုတိုက်ဆက်သွယ်ပြနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျဒါကတော့ခြံရှိမျက်နှာစာလေးပါ